တော့ရက်တော့ဒေတာရောက်တဲ့အချိန်မှာလဲတော့လူတွေကဝိုင်းပြီးတော့လှူဒန်းကြပါတယ်လို့ကိုဖြိုးစီကိုဒီဘက်တကြောမှာကျွန်တော်လိုအပ်တဲ့နေရာလေးတွေကိုလာပြီးတော့ဆောင်ရွက်ပေးပါတယ်လှူဒန်းပေးပါတယ်ဒီချိန်မှာဒီဒေတာကန်ကမိတ်ဆွေတွေမိသားစုတွေကလည်းကျွန်တော်ဒီကိုဒါဝိုင်းဝန်းပြီးတော့အလဲတွေခေါ်ကြတယ်ကျွေးမွေးအခမ်းကြတယ်ပေါ်ရွေကြလို့ဝမ်းလဲတာပါတယ်လို့အားလုံးလဲကိုကဘယ်နေရာလေးတော့လှူချင်ကြရတော့မိသားစုတွေကိုပြောစင်ပြဲနေရလိုအပ်တဲ့နေရာလေးတွေပြန်ပြီးတော့အသုံးပြုဖို့ရဟုတ်ပြီဗျာဘယ်တိုင်းစလက်ခံမလဲဟုတ်ဒါလေးကအလူငွေဘယ်လောက်ပါလဲဗျ9000မိသားစုနာမည်လေးရောကိုဖိုးခွာမထက်ထက်ဟုတ်ကဲ့ကိုဖိုးခွာမထက်ထက်ကအလူငွေ9000ဒါစိန်တိုးကွင်းရအရာတော်မျိုးနဲ့ဘောင်းကြကြီးပါဗာလဲဘောင်းကြကြေးရွာတဲ့ဘောင်းကြကြေးရွာဒီနေ့ရောက်နေကျွန်တော်မနက်ကမကြီးကန်ရောက်တယ်ရွာနှိမ့်6ချက်တွေတွားနေပါတယ်ဒီကအလူငွေဘယ်လောက်ပါလဲ3000အလူရှင်နာမည်လေးရောဦးကြီးညူမောင်တော်လင်းကြီးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါမိသားစုတွေကြီးပဲညီကိုမောင်တို့ကမိသားစုဝင်နေဟုတ်ပြီခိုင်2ဦးရ1ဦး3ဦးဒါလည်းလူငွေဘယ်လောက်ပါလဲ9000ဟုတ်ကိုကြီးအလူရှင်နာမည်လေးဒါလေးကိုငိမ့်သူအောင်ကိုငိမ့်သူအောင်မိသားစုကိုငိမ့်သူအောင်ဟုတ်ပြည်စငိမ့်ဒါဟုတ်ပြီဗျဒါပြည်စငိမ့်ဒိုဒီတော်ဒါလေးညီလေးကစန္ဒဆိုင်ဖွင့်ထားတယ်ဟုတ်ရောစန္ဒဆိုင်အမြတ်ငွေလေးလာအောင်မယ်ဒါညီလေးဆိုင်နာမည်လေးကစိန်တိုးဘာမှလျှော့ချက်တင်နှန်းစင်းတင်နှန်းစင်းလာမှလည်းရပြီဒီမှာကိုယ့်ရဲ့မွေးရစာဒီမှာလာပြီးတော့လောက်ကင်စားတောင်းနေတယ်ခုနကဘယ်လောက်ကြာတော့ညီလေးဒီနေ့ခွဲလာရှိအဲ့လောက်ကိုရှိတော့ပြီငါကြီးငယ်ငယ်ရွယ်နဲ့ကြိုးစားတာခေါင်းယူတယ်ကြိုးစားငါကြီးဟုတ်ပြီနော်ငယ်ရွယ်တဲ့ချိန်မှာကြိုးစားရတာဟုတ်ပြီနော်အားလုံးမိသားစုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်မိသားစုတွေအားလုံးတက်ရှိကြမှာစိတ်ချမ်းသာလို့လောက်ကင်တွေအားလုံးအဆင်ပြေပါစေစီးပွားရေးလက်လာပါစေတိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာနော်ကျေးဇူးပါသွားလေဒီစီအမ်ဒီဘာနိုင်လာလူတန်းပုဂ္ဂိုလ်ကြည့်ကြပါစေဟုတ်ကဲ့ပြည့်စုံနေပြပါစေ